ကျွန်တော်ရခိုင်မှာရှမ်းမှာကချင်မှာဗမာပြည်အလဲပိုင်းမှာလူထုကြားထဲမှာမျိုးရီးပြကြီးတွေပေါ်မှာသွေးချောင်းစင်းအောင်အလောင်းတွေကိုပုံနိုင်ခဲ့တဲ့သူတယောက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းပြည်သူကလည်းမင်းအောင်လည်းပွဲပေးလို့ရပါတယ်အဲ့ဒါကတော့အလောင်းစီသူပွဲပဲဖြစ်ပါတယ်2021ခုနှစ် February လ1ရက်နေ့မြန်မာစစ်တပ်ကနေပြီးတော့ကျွန်တော်အာဏာသိမ်းယူလိုက်တဲ့အချိန်ကစပြီးတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကနိုင်ငံတော်အာဏာကိုလက်ထဲရတယ်ဆိုပြီးညောင်အုံးကြီးရတယ်လို့လှုပ်ချင်တိုင်းလှုပ်နေကြတာအားလုံးအသိပါပဲအဲ့တော့မင်းအောင်လှိုင်ကအဲ့လိုလှုပ်ချင်တိုင်းလှုပ်တဲ့အထက်မှာသူအင်မတန်ဝါသနာပါတဲ့ခဏပေါ့နော်ကျွန်တော်21ခုနှစ်ကနေအခု26ရောက်လာပြီပေါ့တွေ့ရတဲ့ကိစ္စတခုတော့ဘွယ်ပေးတဲ့ကိစ္စပါဘွယ်တွေပေးတယ်စုတသိက်တွေပေးတယ်တော့ဂုံနူးဆောင်ဘွယ်တွေပေးအပ်တဲ့အခမ်းအနားတွေကြေညာချက်တွေထုတ်ပြန်ချက်တွေအများကြီးလုပ်ခဲ့တာပေါ့လေကျွန်တော်တွေ့ရပါတယ်သူကိုယ်တိုင်လည်းဘွယ်တွေယူပါတယ်သူကိုယ်တိုင်ယူတဲ့ဘွယ်တွေကသူ့ဘာသူပြန်ပေးတဲ့ဘွယ်တွေရှိသလိုသူ့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေ YMBA တို့လိုဘာလို့ဒီလိုအဖွဲ့တွေကပေးတဲ့ဘွယ်တွေကိုလေမကြယူတတ်တာကိုကျွန်တော်တွေ့ရပါတယ်အခုလေကျွန်တော်တို့မင်းအွန်လိုင်းဆိုပြီးရှာကြည့်လိုက်ပြီးဆိုတာ ਨੇ သူကဗိုလ်ချုပ်မှုကြီးသရောမဟာတရေစီသူသရောတီတီသူသမဆိုတဲ့ပါဠိစကားလုံးနေနဲ့လွှမ်းထုံနေတဲ့ဒီလိုဘွဲ့ကြီးရောတခန္တနာသူ့ကောင်းပေါ်မှာတင်ထားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်အဲ့လိုဘွဲ့တွေကိုယူယုံလားဆိုတော့လည်းမဟုတ်ပါဘူး तू ကဒီနိုင်ငံတကာအဖွဲ့အစည်းတွေပေါ့နော်နိုင်ငံတကာတခြားနိုင်ငံတွေပေါ့ဥပမာဆိုဗီယက်ရုရှားပေးတဲ့ဘွဲ့တွေဘာတွေကိုလည်း तू လက်ခံရယူခဲ့တာရှိတယ်2021ခုနှစ်မှာကိုကျွန်တော်တို့ဒီရုရှားဖက်ဒရေးရှင်းနိုင်ငံစစ်ဘက်ဆိုင်ရာတက္ကသိုလ်ကနေပြီးတော့သူ့ကိုဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့လေချီးမြှင့်ခဲ့ပါသေးတယ်အဲ့တော့ तू ကအဲ့မှာဘွဲ့ဝတ်ဆောင်ကြီးကိုအနီအောင်ကြီးနဲ့ဝတ်ယူတာကိုလေခင်ဗျားမှတ်ပြီးကြအောင်မယ်ထင်ပါတယ်နောက်တစ်ခါကျတော့ရုရှားကသူ့ကိုလာပြီးချီးမြှင့်တာရှိသလို तू ကတစ်ခါဒီဘွဲ့တသိက်တွေစုတသိက်တွေယူပြီးတော့ဘယ်လာရုစ်ဆိုသွားပေးတာလေးရှိတယ်ဘယ်လာရုစ်သမ္မတအဲ့တော့မင်းအွန်လိုင်းဒီ9နှစ်တာအတွင်းမှာ तू အများဆုံးလုပ်တဲ့အလုပ်ကိုကြည့်ရဆိုရင်လူသက်တာနဲ့ဘွယ်ပေးတာလို့ပဲကျွန်တော်ပြောလို့ရပါတယ်အဲ့တော့လူကတော့တက်တယ်လူကဘယ်လောက်တက်လဲဆိုတော့2021ခုနှစ်ကနေယနေ့အထိကိုသွေးချောင်းစီးလောက်အောင်လူတက်ခဲ့ပါတယ်လူတက်တယ်လို့ပြောတဲ့အခါမှာနှစ်ဖက်တိုက်ပွဲတွေတရားလို့ကြာဆုံးတဲ့ပြည်သူတော်လှန်ရေးဘက်ကရဲဘော်ရဲဘက်တွေပြည်သူတွေအပြင်ကိုသူ့တက်ထဲမှာရှိတဲ့စစ်သားတွေကြာဆုံးတေဆုံးနေရတာလေဘသူကြောင့်လဲဆိုသူ့ကြောင့်ပဲလို့ကျွန်တော်လည်းမျိုးထိုးရမှာဖြစ်ပါတယ်အဲ့တော့ဗမာပြည်ရဲ့သွေးချောင်းအစည်းဆုံးအာဏာရှင်မင်းအွန်လိုင်းကသူ့ဘဝမှာလူသက်တာနဲ့ဘွယ်ပေးတာပဲလုပ်တယ်လို့တော့ကျွန်တော်တို့ဆိုချင်ပါတယ်အဲ့တော့ဒီနေ့လေ2026ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာဘွယ်တွေပေးကြပါတယ်မင်းအွန်လိုင်းကထုံးစံတိုင်းပဲဘွယ်တွေပေးတယ်လူ100ကျော်ဘွယ်တွေပေးတာကိုကျွန်တော်တွေ့ရတယ်တွေ့တဲ့အခါမှာဒီအလင်းကကျော်သွားဘွယ်လို့ဝနကျော်ထင်ဘွယ်နောက်တီတော်စုစီတူတင်ကဟာဘွယ်ဒီလိုဘွယ်တွေကိုအစင်လိုက်ချီးမြှင့်လာတာကိုတွေ့ရတယ်အဲ့တော့2021ရှေ့ပိုင်းမှာကိုကျွန်တော်တို့ဒီလိုအစိုးရလုပ်နေတဲ့သူတွေကဒီလိုဘွယ်တွေဂုံထူးဆောင်ဘွယ်တွေပေးတာမရှိဘူးလားဆိုရှိပါတယ်ဗမာပြည်ရဲ့နိုင်ငံရေးထက်သန်မှုကိုကြည့်မယ်ဆိုရင်တို့ဒီပရိသတ်ဆက်ကွင်းရမလွတ်မြောက်နိုင်သေးဘူးဆိုတာဒီအချက်တင်ကြည့်ရင်သိတာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာဆိုရင်လေဒါလူမျိုးစုတွေနဲ့ဒါစုပေါင်းပြီးတော့တီတောင်စုတို့ထူထောင်ထားပေမဲ့မြန်မာဘရင်မြန်မာပရိသတ်နော်ဒီမြန်မာတွေရဲ့ဒီအလေးအထထုံးစံတွေဘရင်ခက်ကဟာတွေကိုပုံတူကူးလာပြီးတော့48လွတ်လည်ရပြီးတဲ့အချိန်ကြီးစပြီးတော့လေဘွယ်ပေးတာတွေလှုပ်ဆောင်ခဲ့ပါတယ်။နော်အဲ့လိုဘွယ်ပေးတာမျိုးတွေကိုဒါလှုပ်ဆောင်နေဆိုတဲ့အခါမှာကျွန်တော်တို့ကဘာကြောင့်လုပ်နေရဆိုတော့လေကြည့်ဖို့လိုပါတယ်တစ်ချိန်တည်းမှာပဲဒီရှေ့ရပေါ့နော်မင်းအောင်လိုင်းရှေ့ရအစိုးရလုပ်ခဲ့တဲ့နော်နေဝင်းတို့တန်းရွှေတို့စောမောင်တို့ကျွန်တော်သိန်းစိန်တို့နောက်ဒီ NLD အစိုးရခစ်တော်မှာလေလွတ်လပ်ရေးနေ့စသဖြင့်နေကြီးရက်ကြီးတွေအထိမ့်မဲ့ရက်တွေနဲ့တိုက်ဆိုင်ဘွဲတွေပေးတာတွေကျွန်တော်တို့မကြတွေ့ရတယ်ဒါပေမဲ့မင်းအောင်လိုင်းလောက်တော့အများအပြားပေးတာမျိုးမတွေ့ရအောင်ကျွန်တော်ပြီးခဲ့တဲ့အမျိုးသားနေ့ပေါ့နော်အမျိုးသားနေ့ကျွန်တော်2025ခုနှစ်ထဲမှာဆိုရင်အမျိုးသားနေ့မှာねသူဘွဲပေးခဲ့တဲ့လူက1200ကျော်ရှိတယ်လို့ကျွန်တော်သိရပါတယ်အဲ့တရက်တည်းပေးတဲ့ဘွဲပါအဲ့တော့ရှေ့ပိုင်းနေမှာလေသူဘွဲပေးနေတာကိုတွေ့ရပါတယ်အခုဒီနေ့ဆိုရင်လေသူဒါထုတ်ပြန်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ဒီမင်းအွန်လိုင်းကဘွဲပေးမှုတွေလုပ်တဲ့အခါမှာဘလို့ပေါ့နော်ဒီမြန်မာစစ်တပ်မင်းအွန်လိုင်းပါဝယ်ဒီမြန်မာစစ်တပ်ကဘာကြောင့်ဒီလိုဂုံနူးဆောင်ဘွဲတွေဂုံနူးဆောင်ဟိုစုတစိတ်တွေပေးနေရလေဆိုတဲ့အပေါ်မှာကျွန်တော်သုံးသက်ကြည့်ပါတယ်သုံးသက်ကြည့်တော့ तू ကအဓိကအားဖြင့်ကျွန်တော်တွေ့ရမယ်ဆိုရင် तू သူ့ရဲ့ຫນွေဦးတော်လှန်ရေးပေါ့နော်ဒီ2021ခုနှစ် February 1ရက်နေ့မြန်မာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ तू ကအာဏာသိမ်းထားတယ်ဆိုတာဒီမှာတော်လှန်ရေးကကျွန်တော်တို့အကွဲပြေးတွေကျွန်တော်တော်လှန်ရေးဘက်ကအမြင်စစ်တပ်ဘက်ကအမြင်တွေမတူတာတွေရှိကြတယ်တော်လှန်ရေးဘက်ကအမြင်နဲ့ပြည်သူဘက်ကအမြင်ကတော့ဒါ2020ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ NLD ပါတီအပါအဝင်ဒါအရင်အစိုးရတွေဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့စသဖြင့်ပေါ့နော်ဒီလူတွေကိုပဲအစိုးရလို့ဆက်သတ်မှတ်တယ်နောက်ပြီးတော့ဒါ UN လေးဒီလိုပဲခုတည်းသတ်မှတ်ထားသေးတယ်အဲ့တော့ဒီနောက်ပိုင်းကျတော့2021ခုနှစ်အာဏာသိမ်းပြီးတဲ့အခါကျတော့မင်းအွန်လိုင်းကတော့သူကနိုင်ငံတော်အာဏာကိုချုပ်ကင်လိုက်နိုင်တယ်လို့ယူဆပေမဲ့တစ်ဖက်မှာဒီရွေးကောက်ပွဲရလက်တွေပြည်သူတွေခုခံတော်လှန်မှုတွေနောက်လွှတ်တော်အမတ်တွေစသဖြင့်စုပေါင်းဖွဲ့စည်းလူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအရက်ဘက်အဖွဲ့အစည်းတွေစုပေါင်းဖွဲ့စည်းရင်းနဲ့လုတ်ကင်လာလိုက်တာဒီဘက်မှာ NUG ဆိုတဲ့အစိုးရတရလည်းပေါ်လာပါတယ်မစုံတာကတော့နှစ်ခုသလုံးစုံမနေပါဘူး NUG လည်းမစုံဘူးစစ်တပ်လည်းမစုံဘူး
ဒါပေမဲ့ NUG ကတော့ဘွယ်ပေးတယ်လို့သိမလို့ဘူးကွာခြားချက်ကိုပြောရမယ်ဆိုအဲ့တော့မင်းအောင်လှိုင်ကသူနဲ့ rivalry ပေါ့ तू ကအပြိုင်ဖြစ်လာပြီ NUG ဆိုတာရှိနေတယ်ဒါ state actor အနေနဲ့ဒါအစိုးရအနေနဲ့ကြေညာထားတဲ့ NUG ရရှိတယ်တစ်ဖက်မှာကျတော့မင်းအောင်လှိုင်ကသူ့ကိုသူအစိုးရလို့ကြေညာတဲ့အခါမှာ तू ကသူ့ရဲ့ legitimacy ပေါ့ तू ကတရားဝင်မှု तू ကဒါအာဏာပိုင်မှုရှိတယ် तू ကဒါတိုင်းပြည်ကိုအုပ်ချုပ်နေတယ်ဆိုတော့ပြနိုင်ဖို့အတွက်ကိုဒါအသုံးချတဲ့လက်နက်တစ်ခုလို့ကျွန်တော်တို့သုံးသပ်ပါတယ်ဘာကြောင့်လဲဆိုတော့ဘွယ်ပေးတွေနော်ဒီလိုစုတသိက်တွေပေးတွေဆိုတော့ဟုတ်တာပရိသေခစ်တွေကဒါဘယင်ကပေးရတာနော်အစိုးရကပေးရတာအုပ်ချုပ်သူကပေးရတာဆိုရဲပုံစံခဏမှာရှိနေတဲ့ခါကြတော့မင်းအွန်လိုင်းကဒါဘွယ်ပေးခြင်းကိစ္စတစ်ခုကိုကျွန်တော်သုံးသပ်မယ်ဆိုရင်သူ့လက်ထဲမှာအာဏာရှိနေတယ်အာဏာဆုပ်ကင်ထားတယ်ဆိုတော့ပြကျင်နေတဲ့အတွက်မကြာခဏလူပေါင်းများစွာကိုဒီဘွဲတွေချီးမြှင့်တာစုတစိတ်တွေပေးတာတွေကိုလှုပ်ဆောင်ရတယ်လို့ကျွန်တော်နားလေပါတယ်နောက်တစ်ခုတော့ဝါရထန့်ချီရဲ့ကိစ္စပါဝါရထန့်ချီရဲ့ကိစ္စလို့ပြောရင်ကျွန်တော်တို့ကဒီထဲမှာဟိုထပ်ပြီးကျွန်တော်စစ်ပိုင်းရမယ့်ကိစ္စတွေဖြစ်ပါတယ်ဒါမြန်မာစစ်တပ်ကဒါစောစောကသူနိုင်ငံတော်အာဏာကိုသူ့လက်ထဲမှာရှိနေတယ်လို့ပြဖို့အတွက်ဒါမျိုးတွေလုပ်နေတာလေဝါရထန့်ချီရဲ့သဘောတက်ရောက်ပါတယ်နောက်တစ်ခါကျတော့ဓာတ်ရိုက်သူတို့ဝါရထန့်ချီတဲ့အခါမှာဘာလို့လုပ်ချင်တာလဲဆိုတော့ तू ကဒီတော်လိုင်းဘက်မှာပါဝင်လာပြီးတော့စစ်တပ်အုပ်ချုပ်မှုစစ်တပ်ရဲ့ရန်နေရာတွေကနေထွက်လာတဲ့ CDM ဆိုတဲ့ကျွန်တော်တို့ပြည်သူဝန်ထမ်းတွေရှိပါတယ်သူတို့ဒီစစ်တပ်ကဒီဟာမှာမပူးမပါဝင်ဘူးဆိုပြီးထွက်လာအဲ့တော့စစ်တပ်လောက်မှာအလုံးလုံးနေခဲ့တဲ့သူတွေလေးကြံတယ်တော်လိုင်း AR စုဘက်ကတော့ပြည်သူတွေဘက်ကတော့ NaN CDM လို့ဒီလူတွေကိုသုံးဆွဲကြတယ် CDM မလုပ်တဲ့လူပေါ့နော်သူတို့ဘက်ကတော့ဒါတစ္ဆာရှိဝန်ထမ်းတွေဆိုတဲ့သုံးဆွဲမှုပေါ့နော်တစ္ဆာရှိဝန်ထမ်းတွေဆိုတဲ့သုံးဆွဲမှုတွေလုပ်တယ်အဲ့တော့သူ့လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့သူတွေအယက်သားဝန်ထမ်းတွေပဲရှိဖြစ်ပါသေးစစ်သားဝန်ထမ်းတွေပဲဖြစ်ပါသေးဒီလူတွေပုံမှာလေ तू ကစုပေးမှုတွေစုယူမှုတွေလုပ်တယ်ဒါပါလေဆိုငါအောက်မှာနေနေတယ်ငါအောက်မှာရှိနေတယ်ဆိုရင် तू ကငါအတိမတ်ပြုတ်တယ်ဆိုတဲ့သဘောကို तू ကပြကျင်တယ်သူ့ရဲ့ဘဝရှင်မင်းတရားကြီးပါဝါရှိတယ်ဆိုတော့ပြကျင်တဲ့အတွက်ဝါရထင့်ကြည့်ဖို့အတွက်ဒီဟာကိုလုပ်တယ်လို့ကျွန်တော်နားလည်လို့ရပါတယ်နောက်တစ်ခုကဒီနေရာမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့သူကဒီဘွဲ့ပေးတဲ့အခါမှာလူဟောင်းတွေကိုလည်းဘွဲ့ပေးပါတယ်လူတက်မှမဟုတ်ပါဘူးเนาะလူဟောင်းဆိုတာကျွန်တော်ဘာလို့ဆိုလို့ကျင်တာလဲဆိုတော့48ခုနှစ်လွတ်လပ်ရေးရပြီးနောက်တမိုင်းဖြတ်တန်းခဲ့တဲ့သူတွေเนาะကျွန်တော်တို့ဒါဒုတိယကမ္ဘာစစ်တွင်းနဲ့ဗမာပြည်လွတ်လပ်ရေးချိုးပန်းမှုတမိုင်းမှာဖြတ်တန်းခဲ့တဲ့သူတွေစာပေပညာရှင်တွေဂီတအနုပညာရှင်တွေအပါအဝင်ပေါ့เนาะဒီလိုပုံကိုယ်တွေကိုလည်းသူကနောက်ကျောင်းပြန်ပြီးဘွဲ့ပေးတဲ့အလုပ်ကိုလုပ်ပါတယ်လုပ်တဲ့အခါမှာသူမမွေးခင်တွေကတော့တေဝါပြီးသားလူတွေပါတယ်လို့ကျွန်တော်ကတော့နားလေတယ်သူဒီလိုဘွဲ့တွေပေးတယ်ဘွဲတွေပေးတဲ့အခါမှာနောက်တစ်ခါကျတော့အဲ့လိုလူတွေမှာဘယ်သူတွေပါလဲဆိုတော့ဒီမြန်မာစစ်တပ်အပါဝင်စစ်အာဏာရှင်စနစ်လူမျိုးကြီးဝါဒနောက်ဒီလိုခွဲခြားဖိနှိပ်မှုတွေကိုစန့်ကျင်လာခဲ့တဲ့နိုင်ငံရေးသမားဟောင်းကြီးတွေနိုင်ငံရေးအကျဉ်းသားဟောင်းတွေဒီစာပေပညာရှင်တွေအနုပညာရှင်တွေထဲမှာရှိနေတဲ့သူတွေကိုလေဒီလိုပါဝင်ပတ်သက်လိမ့်နေတာသူကသဘောထားကြည့်တယ်ဆိုတာကိုပြဖို့အတွက်စုပေးမှုတွေလုပ်ပါတယ်ဒါတစ်ဖက်ကကြတော့လေပါလဲဆိုတော့ဒီလူတွေဒီလိုချင်လားမလိုချင်လားပတ်သက်ချင်လားမသိမပတ်သက်ချင်လားမသိသူကတော့ငါတို့စောင်းဝမ်းသဘောထားကြီးတဲ့ကောင်ကြီးဟေးဆိုတဲ့စုပေးစုယူမှုတွေကိုလုပ်နေတာမျိုးကိုကျွန်တော်တို့တွေ့ရပါတယ်ဒါဒီလေဝါရထန့်ချီမှုပေါ့နော်သူကသူအင်မတန်သဘောထားကြီးတယ်ဆိုတဲ့သဘောကိုပုံဖော်ချင်တာပါအခုဒီနေ့စုပေးလာတဲ့အထဲမှာဆိုရင်လေကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်ဝနာကျော်တင်ပွဲပေါ့နော်ဝနာကျော်တင်အလင်းငါကျော်စွာပွဲပေါ့အလင်းငါကျော်စွာပွဲကိုသူပေးတဲ့အခါမှာဒီလူမင်းတို့စိုးညက်သူသားတို့အိန္ဒရာကျော်စင်တို့ဖွေးဖွေးတို့ဝင်းမုံရွှေတို့အထိတွေ့ရပါတယ်အဲ့တော့လွင်မိုးလေးပါတယ်ခင်တီယာထွန်းလေးပါတယ်နောက်သူတို့ရွေးကောက်ပွဲမဲဆွေပေးတဲ့နေအောင်လိုကောင်မျိုးလေးပါပါတယ်အဲ့တော့သူတို့တွေကအလင်းငါကြော်သာပွဲတွေရကြပါတယ်ကျွန်တော်တို့ငငယ်တုန်းကတော့အလင်းငါကြော်သာပွဲရဒေါ်စောနီယာအေဂျီဆိုတာကျွန်တော်နားထဲမှာသိရှိခဲ့ရတဲ့လေးစားခဲ့ရတဲ့ဒါတန်မိုးရှိတဲ့ပွဲတစ်ခုပါအလင်းငါကြော်သာဥဟန်ပစသည်ဖြင့်ပကြီးတင်ညာရှင်ကြီးတွေအနုတင်ညာရှင်ကြီးတွေသပင်တင်ညာရှင်ကြီးတွေစာပေတင်ညာရှင်တွေဒီလိုလူတွေရခဲ့ကြတာဒါပေမဲ့အခုကကြတော့စစ်တပ်လက်ဝေကန်လို့ယုံစစ်တပ်ကိုရွေးကောက်ပွဲမှာမဲဆွယ်ပေးယုံတောမခိုဝါယုံတော်လိုင်းရင်းထဲမှာမပါဝင်လို့ဦးဆိုယုံနေကိုသူကဘွဲ့တွေကိုတဖဖို့တတိတထိုင်ပေးနေတာကိုကျွန်တော်တွေ့ရတယ်ဒီထဲမှာဆုံးတော့ကျွန်တော်ပြောနေတဲ့ဒုတိယအချက်ပေါ့နော်သူတို့စန့်ကျင်ခဲ့တဲ့တော်လန်ခဲ့တဲ့သူတွေကိုမှသူတို့ကသဘောထားကြည့်တယ်ဆိုပြီးဘွဲ့ပေးမှုတွေပေါ့နော်ဒီထဲမှာဆိုရင်ကျွန်တော်အိန္ဒြာကျော်စင်တို့ဒါဖွေးတို့ဆိုရင်ຫນွေဦးတော်လိုင်းအစိုးပိုင်းမှာပါဝင်ခဲ့တဲ့သူတွေပါပဲဒါအချိန်တော်ကြာအထိတိတ်ဆောင်နေခဲ့ရတဲ့သူတွေရှိတယ်ဖန်စီအချင်းချခံရတဲ့သူတွေရှိတယ်ပြန်ထွက်လာပြီးတော့ဒါဒီရင်းမှာပဲဆက်ပြီးသူတို့ရဲ့သက်ဆိုင်ရာလုပ်ငန်းတွေလုပ်နေတဲ့အခါမှာတော်လိုင်းနဲ့မပတ်သက်တော့အောင်တို့မို့ဆက်မပါအောင်တော်လိုင်းဘက်ကိုထပ်မပါတော့အောင်ရည်ရွယ်ချက်နဲ့ဝါရထန့်ချီတဲ့သဘောဒီလိုစုပေးတယ်လို့ကျွန်တော်နားလေစုတွေပေးတယ်ဘွဲ့တွေပေးတယ်လို့နားလေအဲ့တော့နောက်တစ်ချက်ပေါ့နော်ဒါဝါရထန့်ချီရဲ့ခေါင်းစဉ်အောက်မှာပဲကျွန်တော်ပြောနေတဲ့နှစ်ပိုင်းရှိသွားပါပြီတက်တဲ့တစ်ပိုင်းကတော့ပါလေဆိုတော့ဒီမှာစုယူတဲ့သူတွေနဲ့လူလူကိုရန်တိုက်ပေးတဲ့သဘောပါအဲ့တော့တချို့ကြတော့လေကျွန်တော်တို့ဒီလက်နက်ကိုင်တော်လိုင်းထဲမှာပါဝင်ဖို့ပေါ်တင်ဆက်အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့စသည်ဖြင့်အစင်မပြေလို့အတန်တိတ်နေကြရတဲ့သူတွေရှိတယ်စိတ်ထဲကတော့ဒီကောင်တွေကိုမကြိုက်ဘူးဒါပေမဲ့ဘာမှ
လက်ထိလက်ရောက်မလုံနိုင်ဘူးပေါ့နော်သူတို့လုံနိုင်တဲ့အပိုင်းတွေလေကျွန်တော်တို့မသိတာဖြစ်ကောင်းဖြစ်မှာပေါ့ရှိတယ်ဒါပေမဲ့အဲ့လိုလူတွေကိုသူတမင်တကာရွေးချယ်ပြီးတော့တမင်တကာအဲ့လိုဆက်ဆက်နေတဲ့သူတွေကိုစုပေးခြင်းအပြင်ဒီလူတွေကကြောက်ကြသွားပြီသွားမယူဘူးဒါကိုအတိမတ်မတည်ဘူးဆိုလေစစ်တပ်ကထပ်ဖမ်းပါပဲစစ်တပ်ကဖမ်းနေဆိုတာကျွန်တော်တို့ကိုလိုနီခေတ်နိုင်ငံရေးအကျဉ်းသားတွေလို့ A class တို့ B class တို့ရတဲ့နော်အဲ့လိုဂုံတိတ်ကရှိကြီးအဖမ်းခံရတာလည်းမဟုတ်ပါဘူးစစ်တပ်ကဖမ်းရင်ရိုက်နဲ့တက်ဖြတ်မရင်းချင်းနော်အလောင်းဖြောက်နော်စစ်ကြောရင်းနဲ့လက်လုံသွားတွေဆိုတဲ့ပုံစံမျိုးနဲ့လူပေါင်းရာပေါင်းထောင်ပေါင်းများဆိုကျွန်တော်နိုင်ငံမှာသိဆုံးခဲ့ရပြီးပါပြီအဲ့တော့အထက်မှာရှိနေသူတွေလည်းသူတို့ဒီလိုဘွဲ့ပေးလိုက်တယ်ဆိုတော့မငင်းဆန်ရေးပါဘူးယူရမှာပါပဲယူရမှာပါပဲဆိုတချို့ပွဲလန်းသပိန်လုပ်ပြီးယူတဲ့ဟာဆိုရင်ဒါဒီဘက်မှာရှိနေတဲ့တော်လိုင်းအုပ်စုတွေကသူတချို့ကလေဒါကိုဓာတ်ပုံရိုက်ပြီးတော့ဒါသစ္စာပေါက်တွေဘောမာတွေစစ်တပ်နဲ့ပူးပေါင်းသွားတဲ့သူတွေနော်စသဖြင့်တိတ်ခါချပြီးတော့တစ်ဖက်နဲ့တစ်ဖက်အပြိုင်ဖြစ်လာမယ်ဖြစ်လာရင်ဒီလူတွေကလေကိုတိတ်ခါချခံရတဲ့အခါကျတော့တော်လိုင်းရေးဘက်နဲ့ပို့ပြီးဝေးနေသွားမယ်ဒီလိုအားဖြင့်ပြည်သူနဲ့တော်လိုင်းရေးကြားမှာနော်တော်လိုင်းရေးနဲ့ပြည်သူနဲ့ဆုံးတော့အမှုပညာရှင်တရုတ်ဆောင်နော်ဒီလိုလူတွေဒီဘက်ကတော်လန်ရေးတွေမှာပါဝင်နေတဲ့သူတွေနဲ့ဒီအမှုပညာရှင်တွေကြားထဲမှာသဘောထားကွဲမှုတွေစိတ်ဝမ်းကွဲမှုတွေတယောက်နဲ့တယောက်မယုံကြည်မှုတွေကိုပို့ပြီးထစ်လာစေဖို့ရည်ရွယ်ချက်နဲ့သူကဒီစုပေးတယ်လို့ကျွန်တော်သုံးသပ်ပါတယ်ဒါကတော့ကျွန်တော်စစ်တပ်ကစုပေးတဲ့ဒါမင်းအောင်လိုင်းစုပေးမှုအပေါ်မှာဝါရဖြန့်ချီရေးနေနေဆိုရင်ကျွန်တော်တို့သုံးခုတွေ့ရပါတယ်အဲ့ဒါကတော့ဆုံးတော့ကျွန်တော်ပြောသလိုပဲသူစီမှာတာဝန်ထမ်းဆောင်တဲ့သက်စာရှိတဲ့သူတွေကိုပေးတာနော်နောက်တစ်ခုကကြတော့စစ်တပ်ကိုအရင်တော့စော်ခဲ့တဲ့သူတွေချခဲ့တဲ့သူတွေထင်ရင်တော့သဘောထားကြီးပါတယ်ဆိုတဲ့ဟာမျိုးကိုပြဖို့အတွက်ပေးတာနောက်တစ်ခုကကြတော့တော်လိုင်းနဲ့ပို့ပြီးဝေးကွာသွားပြီးတော့သူတို့အောက်မှာပဲရှိနေအောင်ရည်ရွယ်ချက်ရှိလုပ်ကြပြီးပေးတာမျိုးကိုကျွန်တော်တို့တွေ့ရတယ်အရင်တော့လည်းစစ်အရာရှိအဟောင်းတွေကာကွယ်ရေးဦးစီးချုပ်အဟောင်းတွေကိုတကောင်သွားပေးတာကြီးလည်းရှိသေးတယ်နောက်ဗိုလ်ချုပ်အဟောင်းတွေနိုင်ငံရေးသမားအဟောင်းကြီးတွေဒီလိုလိုက်ပေးတယ်ဟိုကယူချင်းမယူချင်းသူကိုယ်တိုင်တော့မဟုတ်ဘူးပေါ့နော်ယူချင်းချင်းမယူချင်းချင်းယူရတာပဲဘာလို့တော့ဂျေးအောင်ဝါမှာကြောက်တာဟုတ်ဂျေးအောင်ဝါမှာကြောက်တာဂျေးအောင်ရဘာဖြစ်လဲဆိုတော့တာမန်ဂျေးအောင်ရုံတွေတော့ကျွန်တော်တို့လူကတိတ်ကြောက်မှာမဟုတ်ပါဘူးဘာလို့တာမန်ဂျေးအောင်ရုံမဟုတ်ပဲလေဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲရက်ဆက်တက်ဖြတ်နှိမ့်ဆက်ညှဉ်းပန်းမှုတွေကိုစနစ်တကျနဲ့အစိအမြဲလှုပ်ဆောင်နေလို့ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့နောက်ထပ်ဒီစုပေးရတဲ့ရည်ရွယ်ချက်ကိုကျွန်တော်ရဲ့သုံးသက်ချက်တစ်ခုကတော့ထိပါစော်ကားမှုလို့ကျွန်တော်နားလေပါတယ်ထိပါစော်ကားတွေဆိုတာဘာလဲဆိုတော့အခုသူစုပေးနေသူတွေထဲမှာတော့ပြည်သူဘက်ကရက်တီတာဆေးရနာရှင်စနစ်ကိုဆန့်ကျင်တာလူမျိုးကြီးဝါဒကိုဆန့်ကျင်တာလူထုနဲ့အတူဖိနှိပ်မှုကိုတွန်းလှန်တာနော်ဒီလိုဖိနှိပ်တဲ့အတွေးအခေါ်တွေကိုနော်ဖိနှိပ်မှုတွေကိုလူထုကြားထဲမှာချပြပြီးတော့လူထုနဲ့အတူရက်တီခဲ့တဲ့သူတွေကိုတိတ်ခါချဖို့အတွက်ထိပါစော်ကားဖို့အတွက်ရည်ရွယ်ချက်ရှိစုပေးမှုတွေလှုပ်ဆောင်နေလို့လေကျွန်တော်သုံးသက်ချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါရုပ်ရှင်မင်းသားထွန်းဝေလို့ဦးထွန်းဝေပေါ့နော်ဒါ88အရေးခင်းမှာပါဝင်ခဲ့တဲ့သူတွေနောက်ပြီးတော့ဒီစာပေနဲ့သတင်းစာဆရာကြီးတွေဖြစ်တဲ့လူထုဦးလာလူထုတော်မှာဆရာနာတန်းတင်နော်ကျွန်တော်နိုင်ငံရေးရအမြင်မတူစေအောင်တော့သူ့ဘာသူစာပေအမှုပညာဖန်တီးရေးသားမှုနဲ့နော်ဒီတိုက်ပွဲဝင်ခဲ့ကြတဲ့လွတ်လပ်ရေးရမှုကိစ္စမှာပါတိုက်ပွဲဝင်ခဲ့ကြတဲ့ဦးသိန်းဖေင်းင်းတို့လူမျိုးတွေနော်တိမ်ဆိုင်ဆက်သိန်းဖေင်းမြင့်နော်တကုံတာယာနော်ဒီလိုလူတွေနောက်စာပေရကျွန်တော်လေးသားတန်မိုးထားတဲ့တကုံရွှေညတော့တိတ်ပံမောင်ဝါတော့ဒေါခင်မျိုးချစ်တော့ဂျာနေကျော်မမလေးတော့ဒီလိုပုံကိုယ်တွေအပေါ်မှာကိုလေသူကစုတွေပေးပါတယ်ဘသူတွေနဲ့တွေ့ပြီးစုတွေပေးလေဆိုတော့ညာတန်းဆန်တို့ချစ်နိုင်စိတ်ပြင်းများတော့စသဖြင့်သူတို့ဘောမာခဲ့တဲ့သူတွေသူတို့ဘက်ကနေသူတို့ရဲ့ဝါရဖြန့်ချီမှုတွေကိုအကြီးအကျယ်လုပ်ခဲ့တဲ့မေတင်စာဦးတို့လွင်မိုးတို့နော်ကျွန်တော်လူမင်းတို့လိုကောင်မျိုးတွေနော်ဒီလိုလူမျိုးတွေနဲ့တွဲပြီးတော့ဒီလိုစုတွေကိုပေးခြင်းအပြင်ဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့ဟာအလင်္ကာကျော်သွားဘွေးရလူထုဦးလာလို့ပြောဖို့အတွက်ကျွန်တော်တို့မှာအင်မတန်ရှက်ရွံ့တဲ့အခြေအနေမျိုးဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့လူထုဦးလာဒီဟုတ်တယ်တာမန်အခြေအနေမှာတော့သူအလင်္ကာကျော်သွားဘွေးနဲ့ဒီမကောက်ဘူးတခြားဘာနဲ့မဆိုထိုက်တန်နေကျွန်တော်တို့အတွက်အရေးကြီးတဲ့သတင်းစာဆရာသူတေတီစာရေးဆရာကြီးတူပါဒါပေမဲ့ तू ကအခုဒီအလင်္ကာကျော်သားဘွဲကဘယ်သူနဲ့တန်းလေးရလဲဆိုတော့ဒီစစ်တပ်ကိုတစ်ချိန်လုံးဒီဘောမာပြီးတော့လုတ်ခဲ့တဲ့သူတွေညာတန်းဆန်တော့လို့ဝါဒဖြတ်ခဲ့တဲ့ကောင်တွေအာနာသိမ့်မှုမှာလက်ထိလက်ရောက်ပါခဲ့ပြီးတော့ဝင်ကြီးလုတ်ခဲ့တဲ့ဖြစ်နိုင်စိတ်တင်ညာလို့ကောင်မျိုးတွေနဲ့တန်းနဲ့ကျွန်တော်တို့ဒီလိုပွဲပေးခြင်းခံရတာတော့လူလူဦးလာလေနော်ဆရာလူလူဦးလာလေတင်းချမ်းကုန်းလေးရနေတောက်တစ်ချိန်ချင်းခောက်ပြီးတော့ဒီကောင်လက်သီးနဲ့ဆွဲထိုးခြင်းသိတော့ပေါက်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်နော်ဆရာညာတန်းတင်းလို့ပုံကိုမျိုးတွေနော်ဒီလိုမျိုးလူတွေကိုပါသူကရည်ရွယ်ချက်ရှိလိုက်ပေးပြီးတော့ဒါသူ့ရဲ့အောက်တန်းသားအမှုပညာရှင်လို့သတ်မှတ်ထားတဲ့သူတွေသူ့ရဲ့စစ်ဝါဒီစစ်အာဏာရှင်စနစ်လူမျိုးကြီးစနစ်ဖိနှိပ်မှုစနစ်တွေကိုဝါဒဖြန့်ပေးနေတဲ့စစ်ဘောမပုံကိုယ်တွေနဲ့ဒန်းလူစုပေးတာစော်ကားမှုလို့ပဲကျွန်တော်ကတော့သုံးသပ်ပါတယ်အဲ့တော့နောက်တစ်ခုထပ်ကြည့်မယ်ဆိုရင်တော့သူဘာကြောင့်စုတွေထပ်ပေးနေသေးလဲကျွန်တော်နောက်တဲ့သုံးသက်ချက်တစ်ခုကတော့ဘာကြောင့်စုတွေထပ်ပေးနေလဲဆိုဝါဒနာအရပေးနေတာပါဘာလို့ဒီဘေးကကျွန်တော်တို့ပြန်ကြည့်တော့ तू ကဒီကာကွယ်ဦးစီးချုပ်တွေပါတယ်မထစ်ခင်အထိ
အဲ့လိုဘွဲတွေစုတသိက်တွေလောက်လောက်လာမရခဲ့ဘူးသူ DSA ရတဲ့ဘွဲရှိမယ်တင်နန်းပိုင်းဆိုင်ရာစစ်ပညာပိုင်းဆိုင်ရာသူရတဲ့ဘွဲတွေရှိကောင်းရှိလိမ့်မယ်ဒီလိုနိုင်ငံတော်အဆင့်အပေးတဲ့ဘွဲတွေတော့မင်းအွန်လိုင်းကသူက2016ပေါ့နော်သူကာကွယ်ဦးစီးချုပ်ဖြစ်ပြီးတော့တိုင်းစိန်အာဏာမစွန့်ခင်ဒါပေးခဲ့တာမျိုးကိုကျွန်တော်တို့တွေ့ရတယ်ဒီစီတူတင်ကားဘွဲတွေကမှမဟာတရိစီတူဘွဲပေါ့နော်အဲ့တော့သူကဘာလုပ်လဲဆိုတော့အဲ့ဒါနည်းနည်းနေတယ်လို့2020အာဏာသိမ်းပြီးတဲ့အခါကျတော့သူ့ကိုသူတို့မဟာစေတူတို့တီတီသူသမားဘွဲတွေကအစားသူ့ကိုသူပြန်ပေးတာကိုလေကျွန်တော်တို့တွေ့ရပါတယ်အင်တန်ကြီးရတယ်ပေါ့နော်နောက်ပြီးတော့ဆုံးတော့ကျွန်တော်ပြောခဲ့သလိုပဲနိုင်ငံတကာလူတွေကိုပေးတယ်နိုင်ငံတကာမှာသွားယူတယ်အဲ့တော့မင်းအောင်လိုင်းအချိန်တော်တော်များများစုပေးစုယူမှုတွေနဲ့ပဲကုန်လွန်နေတယ်လို့ကျွန်တော်တွေ့သုံးသပ်လို့ရတယ်ပေါ့နော် February 1ရက်နေ့အာဏာသိမ်းပြီးတော့ဒါຫນွေဦးတော်လှန်ရေးလို့ကျွန်တော်သတ်မှတ်ရမယ်ဒီ9နှစ်တာကာလအတွင်းမှာအစောကပြောခဲ့သလိုပဲမင်းအောင်လိုင်းလူသက်တာနဲ့ဘွယ်ပေးတဲ့အလုပ်ကိုပဲအတိအကျလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဒါကတော့မင်းအွန်လိုင်းရဲ့ဘယ်လိုဘွဲတွေပေးတယ်ဆိုတော့ကျွန်တော်ရဲ့အနေနဲ့သုံးသပ်ထားခြင်းဖြစ်ပါတယ်ပြန်ပြီးချုပ်ပြီးပြောရမယ်ဆိုရင်တော့သူဒီတစ်ချက်ကသူ့ရဲ့ legitimacy သူ့ရဲ့တရားဝင်မှုသူ့ရဲ့အာဏာရှိမှုကိုပြချင်တဲ့အတွက်ပေးတယ်လို့ကျွန်တော်သုံးသပ်တယ်နှစ်အချက်ကတော့ကျွန်တော်တို့ဒါဝါရထန့်ချီရေးမှာကျွန်တော်ပြန်ခွဲပြီးကြည့်မယ်ဆိုရင်သူ့လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့သူတက်ဆာရှိရလို့ထင်တဲ့သူတွေကိုပေးတာနောက်တစ်ခုကကြတော့ကျွန်တော်တို့သူတို့ကိုစန့်ကျင်ခဲ့ပါတော့ညာလေးဒါသူကသဘောထားကြီးပါတယ်ဆိုတဲ့အနေနဲ့ပေးတဲ့ဟာတွေကိုတွေ့ရသလိုလူလူနဲ့တော်လန်ရေးနဲ့ဒီလူတွေကြားထဲမှာတွေးကွဲဝအောင်ပေးတယ်တယောက်နဲ့တယောက်ကြားထဲမှာရန်လိုမုန်းတီးမှုတွေပေါ်လာအောင်မယုံမကြည်မှုတွေဖြစ်လာအောင်ရည်ရွယ်ချက်ရှိလှုပ်ဆောင်နေလို့ကျွန်တော်ဒီဝါရထက်ချီမှုအပိုင်းမှာထပ်ပြီးတော့စင်ကဲသုံးသပ်ပါတယ်နံပါတ်3ကတော့ဒီလိုပဲကျွန်တော်တို့လူလူကအလေးနဲ့ထားတဲ့ပုံကိုယ်တွေကိုသူတို့ရဲ့အောက်တန်းသားအုပ်စုတွေနဲ့စစ်ဘောမအုပ်စုတွေနဲ့တန်းညှိပြီးတော့ဒါထိပါစော်ကားပြီးဂုံတိတ်ခါချရဖြစ်ရဲ့လို့ကျွန်တော်သုံးသပ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့စောစောကပြောသလိုပဲဝါသနာပါလို့ပါ तू မရဘူးလို့ပါ तू မရဘူးတဲ့ခါကျတော့ तू လှုပ်လို့ရတဲ့အချိန်မှာ तू ကို तू လည်းစုတယ်ယူတယ်သူများတွေကိုလည်းပေးတယ်ဆိုတဲ့အလုပ်ကိုချိန်ဖန်များစွာလုပ်နေခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုကတော့ဒီလောက်သုံးသက်ချက်ကိုပဲအဓိကပြောချင်တာပါဒါပေမဲ့ကျွန်တော်တို့ကလည်းမင်းအွန်လိုင်းကိုစုပေးလို့ရပါတယ်เนาะဒီမကြုံဘူးပေါင်ဂုံလူးဆောင်ဆိုတွေကျွန်တော်တို့ဘွဲတစ်ခုမင်းအွန်လိုင်းအတွက်ကျွန်တော်တို့ပေးလို့ရတယ်ဒါကလေရက်ွက်ထဲမှာရောရက်ရွာတွေမှာရောကလေးတွေရောဟာတာနော်အနုပညာရှင်တွေရောဟာတာပညာရှင်တွေရောခဏခဏနောက်တွေဖွဲပေါ့ဗျာဘာလဲဆိုတော့အလောင်းစီသူပွဲပါမင်းအွန်လိုင်းအာနာရခဲ့တဲ့ကာလ2021ရဲ့ရှေ့ပိုင်းကာကွယ်ဦးစီးချုပ်ဖြစ်တဲ့အချိန်ကနေယနေ့အထိကျွန်တော်တို့ဒါ15နှစ်တာ16နှစ်တာကာလအတွင်းမှာမင်းအွန်လိုင်းဒီလူအသက်အနိုင်ဆုံးစစ်ဘက်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်ဗမာပြည်ထဲမှာရိုဟင်ဂျာလူမျိုးလုံးတက်ဖြတ်မှုလိုကိစ္စတွေຫນွေဦးတော်လှန်ရေးလိုကိစ္စမျိုးတွေမကကျွန်တော်ရခိုင်မှာရှမ်းမှာကချင်မှာဗမာပြည်အလဲပိုင်းမှာလူလူကြားထဲမှာမျိုးရီးပြကြီးတွေပေါ်မှာသွေးချောင်းစင်းအောင်အလောင်းတွေကိုပုံနိုင်ခဲ့တဲ့သူတယောက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းပြည်သူကလည်းမင်းအွန်လိုင်းကိုပွဲပေးလို့ရပါတယ်အဲ့ဒါကတော့အလောင်းစီသူပွဲပဲဖြစ်ပါတယ်အဲ့တော့အလောင်းစီသူပွဲကမင်းအွန်လိုင်းကတော့သူ့ရဲ့အာဏာကိုဆက်ထိန်ထားဖို့အတွက်ရုံးမှာကောက်ချစ်တဲ့နီးလန်းတွေကိုသုံးသလိုဒီလိုဝါရထန့်ချီရေးနောက်တစ်ခါကျတော့သွေးခွဲရေးနီးလန်းတွေကိုလည်းဆက်လက်သုံးဆွဲပြီးတော့ဒါတွေကိုလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့ကျွန်တော်သုံးသပ်ချင်ပါတယ်ခင်ဗျခင်ဗျားတို့ရဲ့အမြင်တွေရောဒီအလောင်းစီသူမင်းအွန်လိုင်းနဲ့ပတ်သက်လို့ပဲဖြစ်ပါသေးတခြားသောဒီစုပေးစုယူမှုကိစ္စတွေနဲ့ပတ်သက်လို့ပဲဖြစ်ပါသေးအနေနဲ့ရှိရဆိုရင်သုံးသပ်ပြီး comment မှာရေးသားပေးဖို့ရတဲ့ရက်ခံလိုပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျ